မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်လူနာကြပိတာမှာကြိုဆိုလိုက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိနေ့ရက်နဲ့မင်္ဂလာရှိရဲ့အချိန်တွေကိုပိုင်ဆိုင်နေကြပြီးဖိဖိရမြောက်ပြီးကွာကကိုရစိတ်ပါကြမှာချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါတယ်ရှင်အခု reading ကကြတော့ pick up ဖိုင်လေးပေါ့နော်ခေါင်းစဉ်ကတော့ကိုစီကိုဒီ2026 March လအတွင်းမှာဘလို့ရာတွေရောက်လာဖို့ရှိလဲပေါ့နော်ဒါလေးကိုဖတ်ပေးမှာဖြစ်ပါတယ်ရှင်အဲ့တော့ဒီမှာကတော့ခက်လေးတွေချပေးထားတယ်ပေါ့နော်အဲ့တော့ဒီခက်လေးတွေရဲ့ပုံဖြစ်စေစားဖြစ်စေဒါလေးကိုသဘောကျပြီးတော့ကိုယ်နဲ့ energy ကညီမယ်လို့ခံစားရတဲ့တခုခုကိုရွေးချယ်ပါဒါမှမဟုတ်ရင်လည်းပေါ်ကနေပြီးတော့ဒီမှာပေါ့နော်လက်စွပ်လေးတွေပြထားတယ်ပေါ့နော်ဒါလေးဆိုရင်အနီရောင်လေးပေါ့နော်ထဲထဲကြောက်အနီရောင်လေးနဲ့အဲ့တော့ဒါကိုရေးမယ်ဆိုလို့ရှိရင်တော့ဖိုင်1ပြီးတော့ဒီလက်စွပ်လေးပေါ့နော်ဒါလိပ်ပြလေးတွေနဲ့ဒါလေးနဲ့ရွေးမယ်ဆိုရင်တော့ဒါကဖိုင်2ပြီးတော့ဒီလက်စွပ်လေးဒါလေးကတော့အထက်မှာ amethyst လို့လေးပဲခရမ်းဆွဲလေးပေါ့နော်သူနဲ့နှက်နေတော့တေချာတော့မြင်ရတော့မှမထင်အဲ့တော့ဒါလေးနဲ့ရေးမယ်ဆိုရှင်တော့ဖိုင်3ပေါ့နော်အဲ့တော့ကိုသဘောကျတဲ့ကိုနဲ့တိုက်ညီမယ်လို့ခံစားရတဲ့ဖိုင်တစ်ခုကိုရွေးပါတကယ်လို့ကိုကတစ်ခုထပ်ပို့ပြီးတော့သဘောကျနေရဆိုလို့ရှင်လည်းပဲရွေးလို့ရပါတယ်အဲ့ဒီမှာကိုယ့်အတွက်ကိုအဖြေရှိတိုင်းနေပေါ့နော်ဘာလို့ဆိုတော့ဒါကအများနဲ့ကြည့်ရတဲ့ reading ဖြစ်တဲ့အတွက်ကြောင့်မလို့လေရွေးချယ်ပြီးတော့ကြည့်လို့ရပါတယ်အဲ့တော့ဒါလေးကပြောဖို့မိနေရလို့ပေါ့နော်အဲ့တော့အရင် Luna Jupiter Channel ရဲ့ပေါ့နော် members ဝင်များအတွက်ဒီကနေပြီးတော့ပြပြပေးခြင်းဖြစ်ပါတယ်။ဟိုဘက်ကနေပြီးတော့ post လက်တင်လို့မရတဲ့အတွက်ကြောင့်မပြောလို့မရတာပေါ့နော်။ E ရဲ့ဒီ channel ကတစ်ပတ်ကို reading ပိတ်တာ post တင်တာတွေပိတ်တာမျိုးရှိတယ်ပေါ့နော်။အဲ့တစ်ပတ်အတွင်းမှာ members reading လည်းတင်ပေးလို့မရဘူးပေါ့နော်။အဲ့အတွက်ကြောင့်မလို့နားလည်ပေးစီခြင်းပါတယ်။ဒီတတ်မှတ်ကာလကျော်သွားပြီးတဲ့အခါမှာဒါပေါ့နော်ထပ်ပြီးတော့ reading တွေစိတ်လေးတင်ပေးမယ်ပေါ့နော်။ဒါလေးကိုတစ်ချက်လောက်လာပြီးတော့ပြောပြတာဖြစ်ပါတယ်ရှင်။ဖိုင်ဝါယူထားသူမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။တော့ဖိုင်ဝါယူထားတဲ့သူတွေရဲ့ရေးစော oracle ကလေးပေါ့နော်ရွေးထားတာကဒီ Dawn of Serenity ကိုရွေးထားတယ်ပေါ့နော်ဒါတော့ peace tranquility calmness stillness quietness harmony ပေါ့နော်အဲ့တော့အဓိကချုပ်ပြောရမယ်ဆိုလို့ရှိရင်တော့တည်ငြိမ်အေးချမ်းခြင်းပေါ့နော်နောက်ဒါအစတာဖြစ်ခြင်းစိတ်ငြိမ်ခြင်းကိုယ်စိတ်အတွင်းထဲမှာလည်းပဲအေးချမ်းခြင်းဆိုတဲ့နမိတ်မျိုးပေါ့နော်အဲ့တော့ကိုကဒီ match လအတွင်းမှာဒီလိုenergy တွေကိုရရှိလိမ့်မယ်ဒါမှမဟုတ်လောလောဆယ်မှာကိုကဒီ energy တွေကိုရရှိချင်တာမဖြစ်နိုင်နဲ့ပေါ့နော်အေးချမ်းခြင်းနဲ့တည်ငြိမ်ခြင်းနေပြီပြောရင်လှလှရှားရှားနဲ့အဲ့လိုမျိုးဟိုပြေးလိုက်ဒီပြေးလိုက်အဲ့လိုမျိုးဘဝမျိုးမှာတော်တော်လေးကိုညှင်းငွေ့နေပြီဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါကြောင့်မလို့တနေရာထဲမှာပဲအခြေတခြားနဲ့အေးချမ်းချမ်းနဲ့စိတ်ကိုလည်းပဲအေးချမ်းခြင်းနေပြီအဲ့လိုပုံစံမျိုးလို့ခံစားရတယ်နောက်အရာရာကသူ့ဟာနဲ့သူကိုလိုက်ရောညီထွေနဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်စေခြင်းနေပြီဆိုတော့ပုံစံမျိုးလို့လည်းတွေးမိတယ်ပေါ့နော်အဲ့တော့နှစ်ကတ်ပေါ့နော်နှစ်ကတ်ကြာထားတယ်နောက်တစ်ခုကကြတော့ wonder တဲ့ door wonder အဲ့တော့ဒီမှာကတော့ကိုယ့်အတွက်ကိုထူးခြားအံ့ဩဖွယ်ရာတွေပေါ့နော်ကိုမထင်မှတ်ထားတဲ့အရာတွေကိုစိတ်လှုပ်ရှားစေမယ်အားအသင့်သွားစေမယ်အရာတွေလည်းရောက်ရှိလာမယ်ဆိုတော့တွေ့ရတယ်လို့ကိုမျှော်လင့်ထားတဲ့အရာပေါ့နော်စိတ်ကူးထားတဲ့အရာဒီအရာတွေကိုယ့်ရဲ့အိမ်မက်တွေလည်းအကောင့်ထဲပေါ်လာမယ်ကောင်တယ်ပေါ်လာမယ်ပေါ့နော်အဲ့ဒါကလည်းပဲပြောရင်ထူးခြားစွာနဲ့အကောင့်ထဲပေါ်လာမယ်sorry အကောင့်ထဲပေါ်လာမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုလိုတွေ့ရတယ်အဲ့တော့ door wonder နဲ့ door serenity ဆိုတော့ဒီ match လာထဲမှာကိုအနေနဲ့ကဒီတကားပေါက်နှစ်ခုကိုရဲ့စိတ်တကားပေါက်လည်းဖြစ်နိုင်တယ်ပေါ့နော်ဒီຢာတွေပွင့်သွားမယ်ဆိုတော့တွေ့ရတယ်အဲ့တော့ဖြစ်နိုင်တာကဒီမှာခံစားမိတဲ့အရာတွေတစ်ခုကိုဆက်ဆက်ပြီးတော့ခံစားမိတဲ့အရာဆိုရင် match လာထဲမှာတကယ်လို့ကိုအနေနဲ့ကဒီလိုမျိုးပေါ့နော်ဒီလို energy နှစ်ခုကိုလိုချင်နေတယ်ဆိုလို့ရှိရင်တော့အရင်ဦးဆုံးဒါမှမဟုတ်ပြောချင်တာကsorry law ရတယ်တခုခုကိုပေါ့နော်လိုချင်နေတယ်တခုခုကိုစိတ်ကူးထားတယ်စိတ်ကူးယဉ်ထားတာဖြစ်စေပေါ့နော်အဲ့လိုမျိုး fascinate လုပ်ထားတယ်မျိုးဆိုလို့ရှိရင်ဒါမှမဟုတ်လို့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ခြင်းနဲ့နောက်လက်ရှိအခြေအနေကနေပြီးတော့လေထူးထူးခြားခြားနေကိုပဲအကောင့်ဘက်ကိုပြောင်းလဲသွားခြင်းနဲ့ပေါ့နော်လွန်မြောက်သွားခြင်းနဲ့ဆိုလို့ရှိရင်စိတ်ကိုအေးချမ်းထားပါကိုယ်စိတ်ကိုတည်ငြိမ်အောင်ထားအေးချမ်းအောင်ထားအဲ့ဒါကအဓိကပဲပေါ့နော်ကိုယ်စိတ်လေး calm ဖြစ်နေမှကိုယ်စိတ်လေးက peaceful ဖြစ်နေမှာပေါ့နော်ဒီကိုလိုချင်တဲ့အရာတွေကစိတ်အဓိကအတွင်းစိတ်ကနေပြီးတော့မှအပြင်မှာတက်ရောက်မှုတွေရှိမှာပေါ့နော်အဲ့တော့ကိုလိုချင်တာကအေးချမ်းမှုငြိမ်းချမ်းမှုတည်ငြိမ်မှုဆိုလို့ရှိရင်လည်းဒီတိုင်းပဲအဓိကကိုယ့်ရဲ့စိတ်ကိုအေးချမ်းအောင်ထားဖို့လိုအပ်တယ်အဲ့လို energy မျိုးလို့ခံစားမိတယ်ပေါ့နော်အဲ့တော့ကိုယ့်တက်ကတော့ဒီတကားပေါင်းတစ်ခုကတော့ပွင့်သွားလိမ့်မယ်ဆိုတာလို့တွေ့ရတယ်
ဒါဆိုရင်ထပ်ကြည့်ကြည့်မယ်ပေါ့နော်ဖန်ဝင်ရွေးထားတဲ့မိတ်ဆွေများစီကိုမတ်လတွင်ဘယ်လိုရာတွေရောက်လာမလဲနောက်ကခွေးအောင်တန်ပါလို့ရှင်တိခံပြီးတော့နားထောင်ပေးပါနော်ခွေးလေးတွေကစော့ကစားနေကြရလားပါလားမနေ့စောစီစီဆိုတော့လေဒီမှာလိမ့်ဆန်ချစ်တဲ့သူတွေလည်းအများကြီးပါလိမ့်မယ်ခံစားမိရပါတော့ဘာလို့ဆိုတော့ Facebook မှာဒီအကြောင်းလေးပေါ့နော်အကြောင်းလေးတွေပုံတင်လို့ရှင်အောက်ကနေပြီးတော့လိုမျိုးလေးတွေအိမ်ကသမီးလေးဆိုရင်ဘလို့အိမ်ကသားလေးဆိုရင်ဘလို့ဆိုပြီးတော့ပြောထားကြတာဆိုတော့လေတိချစ်တဲ့သူတွေလည်းပါလိမ့်မယ်ပေါ့နော်တော်တော်များများပါလိမ့်မယ်ဘာလို့ဆိုတော့ဒီ channel ကိုရောက်လာတဲ့က easy ကိုရောက်လာတဲ့က energy ကတစ်ခုမဟုတ်တစ်ခုကတော့ကိုက်ညီနေလို့တူညီနေလို့ပေါ့နော်ရောက်လာတာပေါ့အဲ့တော့ turn house turn မယ်ကိုတက်ကိုဒီငွေကြေးအလောက်ကိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေရလာမယ်ဆိုတာလို့မြင်တယ်ပေါ့နော်အလောက်ကိုင်းပိုင်းမှာအထူးသဖြင့်အဲ့လိုအပြောင်းလဲတွေရှိလာမယ်ဆိုတာလို့မြင်တယ်အလောက်ကိုင်းပိုင်းမှာတည်ငြိမ်လာတာဒါမှမဟုတ်လည်းအလောက်ကိုင်းပိုင်းမှာထူးထူးခြားခြားနဲ့ကိုပေါ့နော်ပြောင်းလဲမှုတွေရှိလာမယ်ဆိုတာလို့တွေ့ရတယ်နောက်တစ်ခုဒီမှာခန်းစားမိတဲ့ရာကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့လုပ်ငန်းပေါ့နော်ဒီစီးပွားရေးနဲ့ပတ်သက်လို့ရှိရင်ကိုကအမြဲတမ်းသိလို့စိတ်ပြင်းပြင်းပြပြနဲ့ထားဖို့လိုအပ်တယ်ဆိုတာလို့လည်းပြရတယ်ပေါ့နော်ခုနက curiosity လေးကိုနည်းနည်းလေးစိတ်ထဲမှာလို့စွဲနေတာဆိုတော့လေသိလို့စိတ်တွေပြင်းပြလေးပြောရင်တော့စဉ်းစားမပြတ်လေ့လာတာမျိုးပေါ့နော်ကိုယ့်ရဲ့ဒီလုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့အမြဲတမ်းသိခြင်းစိတ်သိလို့စိတ်တွေနဲ့လေ့လာပါအစမပြတ်လေ့လာမှုကနေကိုအောင်မြင်မှုစီကိုအရောက်ပို့လိမ့်မယ်ပေါ့နော်တော့ number 10လို့ပြောရတဲ့ကြောင့်မလို့ Capricorn energy နဲ့အောက်တိုဘာမှာမွေးတဲ့သူသို့မဟုတ်10ရက်နေ့မှာမွေးတဲ့သူဒီလိုလူတွေအတွက်ကိုပို့ပြီးတော့ energy ကညီတာမျိုးဖြစ်နိုင်တယ်။ Now Scorpio နဲ့ House 1နဲ့Aries energy နောက်10ရက်နေ့မှာမွေးတာလည်းဖြစ်နိုင်တယ်။1ရက်နေ့မှာမွေးတာ January မှာမွေးတဲ့သူလည်းဖြစ်နိုင်တယ်ပေါ့။ဒါပေမဲ့ဒီ number တွေကကိုယ်နဲ့တစ်ခုမဟုတ်တစ်ခုထူးခြားတဲ့ပတ်သက်မှုရှိတာဖြစ်နိုင်တယ်။ Scorpio energy ကတော့ strong ဖြစ်တာပေါ့နော်။ sign တစ်ခုအနေနဲ့အဲ့တော့ဒီမှာလဲ Scorpio energy နဲ့ House 8 ပါလာတယ်ပေါ့နော်အဲ့တော့ပုံမှန်လည်းပဲ wonder ဆိုတဲ့ဒီမှာ mystery တွေ fascination တွေနဲ့အဲ့လိုမျိုးတွေပါတာဆိုတော့ကိုထင်မှတ်မထားတဲ့ပေါ့နော်လို့တိမ်မြုပ်နေတဲ့ကိုယ့်ရဲ့အရေးချင်းတွေကိုဒီအလောက်ခွင်မှာပြသနိုင်တာမျိုးလည်းဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့ထင်မှတ်မထားတဲ့အရေးချင်းတွေကိုကိုယ်တိုင်ကသိလာတာမျိုးနောက်ထင်မှတ်မထားတဲ့အရာတွေထင်မှတ်မထားတဲ့ကံတရားတွေကကိုယ့်တက်ကိုအကျိုးပေးလာမှာမျိုးလည်းဖြစ်နိုင်တယ်ဆိုတာတို့တွေ့ရတယ် personality ဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းပြောင်းလဲမှုတွေရှိလာမယ်ဆိုတော့မြင်တယ်ကိုရင်တော့ကထင်လာခဲ့တဲ့ကိုမဟုတ်တဲ့တခြားကိုယ့်ရဲ့ဗီဇပေါ့နော်ကိုယ့်ရဲ့ဇယိုက်တဘာဝအဲ့ဒါတွေကိုပို့ပြီးတော့အရေးချင်းလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုယ့်ရဲ့တကယ်ဖြစ်တည်နေမှုတည်ရှိနေမှုဒီအရာကိုလည်းသိလာနိုင်မယ်ဆိုတာတို့တွေ့ရတယ်နောက်ကိုယ့်ပုံမှာတခြားသူတွေမြင်တဲ့အမြင်ကလည်းပဲပြောင်းလဲလာမယ်ဆိုတာမျိုးတို့တွေ့ရတယ်ပေါ့နော်အဲ့ပြောရင်တော့ခြုံငုံပြီးပြောရမယ်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ဒီလက်ရှိရှိနေတဲ့ပုံရိပ်ကပြောင်းလဲသွားပြီးတော့အကောင့်ဘက်ကိုပြောင်းလဲသွားမှာမျိုးပေါ့နော်ထင်မှတ်မထားလောက်အောင်ပဲအကောင့်ဘက်ကိုပြောင်းလဲသွားပြီးတော့အောင်မြင်မှုတွေလည်းရရှိလာနိုင်မယ်ဆိုတာမျိုးတည်ငြိမ်မှုတွေလည်းရရှိလာနိုင်မယ်ဆိုတာမျိုးခံစားမိတယ်ပေါ့နော်အဲ့တော့ House 10က Capricorn energy နဲ့ဆက်ဆက်နေတာဆိုတော့စစ်ထန်ရဲ့သဘောတရားပေါ့နော်အဲ့လိုတည်ငြိမ်မှုတွေရေရှည်တည်မြဲမှုတွေဒီအရာတွေပါဖြစ်လာနိုင်မယ်ဆိုတာမျိုးလို့တွေ့ရတယ်နောက်ခံစားမိတဲ့အရာဆိုလို့ရှိရင်ဒီလာတဲ့မှာတကယ်လို့ကိုကပေါ့နော်အဲ့လိုမျိုးထီကန်ဆိုင်ရတာဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးဝါသနာပါတယ်ဆိုလို့ရှိရင်တော့ထီထိုးတဲ့နေဆိုတာလို့တွေ့တယ်ပေါ့နော်ပထမထားတဲ့ကိုယ့်ရဲ့ဒီငွေကြေးကန်တွေကလို့ကန်တရားအထောက်ပံ့ကောင်းတွေရှိရပေါ့နော်အဲ့တော့ထင်မှတ်မထားတဲ့ငွေကြေးပမာဏတွေကိုစီဝင်လာတာမျိုးတွေလည်းရှိလာနိုင်တယ်ဆိုတာလို့တွေ့ရတယ်ဒီမှာလည်းဆက်တန်းနဲ့ physical လည်းဆက်တန်းနဲ့နော်ဒါဆိုရင် tarot နဲ့ဆက်ကြည့်မယ်ပေါ့နော် reading ကိုကြည့်နေတဲ့ထိုင်ဝမ်ကိုရွေးထားတဲ့မိတ်ဆွေများအတွက်မတ်လအတွင်းမှာဘယ်လိုအရာတွေရောက်ရှိလာမလဲသိချင်ပါတယ်
eso suaste ဟုတ် eso suaste အောင်မြင်မှုကတော့เนาะထက်ခါတွေကိုပါနေရပဲ temperance okay temperance ကဒီမှာလည်းပဲဒါစိတ်ရှည်မှုတွေစိတ်ကိုအဓိကတော့စိတ်ကို control လုပ်တာမျိုးပေါ့နော်အေဂျင့်အောင်ထားတာဒါမျိုးတွေထပ်ပြီးတော့ပါလာတယ်5 for 1s 9 of cups တဲ့ base ကကြတော့ the full energy or 6 of cups can also work ဒီပါဦးခဏလေးပါအဘေးရအတန်းနေဝင်လာမှာဆိုလို့ခဏရိုက်လိုက်တာပေါ့နော်အဲ့တော့ဒီမှာတွေ့ရတဲ့အရာကတော့ကိုယ့်တက်ကိုအသစ်ပြန်စတင်ခြင်းတွေရှိလာနိုင်မယ်နောက်စူးစမ်းလေ့လာတွေပေါ့နော်ဒါမျိုးတွေလည်းရှိလာမယ်နောက်ကိုယ့်တက်ကိုလမ်းအသစ်တွေပေါ့နော်လမ်းအသစ်တွေကိုရှောင်လန်းနိုင်နိုင်မယ်ဆိုတာလို့တွေ့ရတယ်နောက်ကိုယ်စိတ်ကိုယဉ်ထားတဲ့ကဘာတစ်ခုကိုနေရာတစ်ခုကိုအခြေအနေတစ်ခုကိုရောက်ရှိသွားနိုင်မယ်ဆိုတာလို့တွေ့ရတယ်ဒီမှာလည်းပဲထပ်ပြီးတော့ learning energy ထပ်ပြီးတော့ရတယ်ပေါ့နော်ကိုကအဲ့လိုအမြဲတမ်းသိလို့စိတ်နဲ့စူးစမ်းလေ့လာခြင်းသင်ယူလေ့လာခြင်းကကိုယ့်တက်ကိုအများကြီးအကျိုးရှိစေနိုင်မယ်ဆိုတာလို့တွေ့ရတယ်လို့တကယ်လို့ဒီထဲမှာပေါ့နော်ပညာသင်ကြားဖို့အတွက်တစ်ခုခုကိုလေ့လာဖို့အတွက်စီစဉ်နေတဲ့လေ့လာနေစေဆိုလို့ရှင်လည်းပဲဒီပညာရေးနဲ့ပတ်သက်လို့လည်းအဆင်ပြေတယ်ဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်နောက်နိုင်ငံရဲ့ခြားကံလည်းတွေ့ရတယ်ပေါ့နော်နိုင်ငံခြားသွားဖို့ပြင်ဆင်နေတဲ့သူတွေရှိရဲဆိုလို့ရှင်လည်းပဲအဆင်ပြေမယ်ဆိုတာမျိုးလို့မြင်တယ်ဒီတဘာဝရဲ့အကန့်တရားအထောက်ပံ့ကကိုယ်စီမှာရှိထားပြီးသားပေါ့နော်ဒီမှာလည်း the 4နဲ့ထပ်ပြီးတော့ confirm လိုက်တာကကိုယ့်အတွက်ကိုငွေကြေးကတော်တော်လေးကိုအကျိုးပေးနေတယ်ဆိုတော့ tea ထိုးလို့ရတယ်ပေါ့နော် Thai tea တို့အဲ့လိုပေါ့နော်ထိုးလို့ရတယ်9 of cups ပါတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ဆန္ဒတွေကပြေဝမယ်ကာလအဲ့တော့ဘလို့အချိန်တွေမှာပြေဝမလဲဆိုလို့ရှင်တော့ကိုယ့်ရဲ့အတွေးတွေကိုရှင်းပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုအေးချမ်းအောင်တည်ငြိမ်အောင်တမတ်တဲ့ဖြစ်နေအောင်ထားပြီးတော့ဘယ်ရာကိုမှစိတ်မလောဘဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့စိတ်ရှိနဲ့သွားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေလိမ့်မယ်ဖြစ်လာလိမ့်မယ်အေးချမ်းလိမ့်မယ်ဆိုတာမျိုးရယ်နောက်တစ်ခုကကိုယ်စိတ်ထဲမှာအခုဖြစ်နေတဲ့ဒုရဖြစ်နေတဲ့အရာတွေအတိုက်ခံဖြစ်နေတဲ့အရာတွေအဆင်ပြေမှုတွေဒီအရာတွေကိုလည်းပဲဒီလိုပုံစံမျိုးနဲ့ပဲကြော်လွှားနိုင်နိုင်မယ်။ဒါပေမဲ့ကိုယ့်ကိုဒီမှာတွေ့ရတဲ့အရာဆိုရှင်တော့ကိုယ်နဲ့သဘောထားအမြင်မတူတဲ့သူတွေရှိပါပဲပေါ့နော်စန့်ကျင်တဲ့သူတွေလည်းရှိပါပဲ။ဒီလိုနဲ့တွေ့တဲ့အခါကျတော့ရှင်ကိုယ့်အခန်းတီတရားလေးနဲ့မေတ္တာတရားလေးနဲ့ပဲသူတို့ကိုအောင်နိုင်လို့ရတယ်ပေါ့နော်အောင်မြင်အောင်ကြော်လွှားအောင်လုပ်လို့ရတယ်ပေါ့နော်။အဲ့တော့နောက်တစ်ခုကဒီမှာတွေ့ရတဲ့အရာကငါနဲ့မတူငါရန်သူဆိုတဲ့ပုံစံမျိုးเนาะအကြံတူရန်သူဆိုတဲ့အဲ့စကားလုံးတွေပေါ့နော်ဒီစကားလုံးတွေကကြတစ်ခါတည်းကြလို့ရှင်တော့ဒီလိုမျိုးတရက်သေးပေါ့เนาะအဲ့လိုပုံမှန်ကြီးသတ်မှတ်ထားလို့မရဘူးပေါ့နော်ခါကြောက်ရှင်အကြံတူတဲ့အခါမှာကိုနဲ့အဲ့လိုစိတ်ချင်းအကြံဉာဏ်ချင်းတူတဲ့အခါမှာခရီးတစ်ခုတည်းကိုအဆင်ပြေနဲ့ရှောက်လို့ရတယ်လို့လုပ်ငန်းတစ်ခုအကောင်းမွန်ဆုံးအကောင့်ထဲပေါ်လို့ရမျိုးလည်းရှိတယ်ငါနဲ့မတူဆိုတာကငါနဲ့အတွေးခေါ်မတူတာသူ့မှာတခြားအတွေးခေါ်တွေရှိနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ခါကျတော့ရှင်ကိုနဲ့အတွေးခေါ်တွေမတူတဲ့အတွက်ကြောင့်မလို့သူ့မှာပိုးပြီးစမ်းသစ်တဲ့ဒါမှမဟုတ်ကိုမတွေးလိုက်မိတဲ့အရာတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့နော်ဒါမျိုးတွေလည်းထည့်ပြီးတော့စဉ်းစားတင်တယ်ပေါ့နော်အဲ့လိုမျိုးလေးကိုခံစားမိတယ်နောက်ဒီမှာတွေ့ရရဆိုဒီပုံထဲမှာဆိုရင်ဒီလူ9ယောက်ကဒါကအဲ့လိုဒီဘက်က4ယောက်ကကြတော့ညာဘက်လက်နဲ့ပေါ့နော်အဲ့လိုသူ့ရဲ့ဒီဒုတ်ချောင်းတွေကိုမြှောက်ပြီးတော့အဲ့လိုမျိုးနေတယ်ဒီဘက်ကတယောက်တည်းပဲဘယ်ဘက်လက်နဲ့မြှောက်တယ်ဒါပေမဲ့သူတို့ကဘယ်လိုပြောမလဲသဘောထားချင်းမတူညီတာမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်လည်းပဲတစ်ခုခုကိုအဲ့လိုမျိုးဆန္ဒပြုပြီးတော့သစ္စာဆိုနေတာမျိုးဒိဋ္ဌံနေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့တစ်ခုခုကိုလို့ကြွေးကြော်နေတာဟိတ်ကြွေးနေတာမျိုးလည်းဖြစ်နိုင်တယ်သူတို့ရဲ့ဆန္ဒတွေတစ်ခုလည်းဖြစ်ကောင်းလည်းဖြစ်နိုင်တယ်ဆိုတာမျိုးပေါ့နော်ဥတီယာအဓိကဥတီယာလို့ပြောရမလားအဲ့ဒါကတစ်ခုလည်းဖြစ်နိုင်တယ်အဲ့ကြောင့်မလို့အရာကိုတော့အပေါ်ယံကြည့်ပြီးတော့မဆုံးဖြတ်နဲ့ပေါ့နော်နောက်တစ်ခုကအဲ့လိုပေါ့ငါလည်းမတူငါရန်သူဆိုတာမျိုးတွေအဲ့လိုပုံစံမျိုးတွေလည်းမဟုတ်ဘဲနဲ့တကယ်အတွင်းကြပေါ့နော်အချိန်တစ်ခုယူပြီးတော့ကြည့်ပြီးတော့မှစောင့်ကြည့်ပြီးတော့မှဆုံးဖြတ်ပါကဲဖြတ်ပါနောက်တကယ်လို့မှအဲ့လိုမျိုးလုပ်လို့မရတဲ့အခြေအနေမျိုးဆိုလို့ရှိရင်ဒီလူတွေပေါ်မှာခန္တီလေးပဲထားမြစ်တာလေးထားပြီးတော့ဒါသွားပေါ့နော်အဲ့လိုလေးကိုပြထားတယ်နောက်ကို့အနေနဲ့ဘယ်အရာကိုပဲလုပ်လို့အဓိကစိတ်ကိုရှင်းထားပါအောင်မြင်ရမယ်လုံနိုင်တယ်အောင်မြင်ရမယ်ဆိုတဲ့အဲ့အတွေးနဲ့သာသွားပါကိုယ်စိတ်လေးအဓိကအေးချမ်းနေမယ်ကြည်လင်နေမယ်ဆိုလို့ရှိရင်တော့ကိုယ့်အတွက်ကိုလိုချင်တဲ့အရာတွေအကုန်လုံးကိုလည်းဆွဲငင်ခေါ်နိုင်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုလာမျိုးအဲ့လိုအခြေအနေမျိုးဖြစ်နေတဲ့ကြောင့်မလို့အဓိကကိုကဒါပထမဦးဆုံးပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ကိုယ်စိတ်ကိုအေးချမ်းနေအောင်ငြိမ်းချမ်းနေအောင်တည်ငြိမ်နေအောင်အဓိကထားပါ
ဒီစိတ်ကျမ်းမာမှာကိုယ်ခန္ဓာကလည်းကျမ်းမာမယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့လိုမျိုးဒွန်တွဲနေမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီခါမှပဲစိတ်ရောကိုယ်ရောကျမ်းမာကမှကိုယ်လှုပ်ချင်တဲ့အလုပ်တွေကိုလည်းပဲတရဆက်ဆိုသလိုပဲဖြစ်ဖြစ်အစီအစဉ်တကျပဲဖြစ်ဖြစ်ပေါ့နော်လုပ်နိုင်မယ်ဆိုတာမျိုးပေါ့နော်အဲ့ဒီခါကျမှကိုယ်လိုချင်တဲ့ရည်မှန်းချက်ပန်းနိုင်ကိုလည်းရောက်နိုင်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုကိုထပ်ပြီးတော့တွေ့ရတယ်ဒါကတော့ဘဲနဲ့ပဲမှာမဆိုပေါ့နော်အခြေရေးရယ်လူမှုရေးစီးပွားရေးငွေကြေးဒါတွေရဲမှမဟုတ်ဘူးပေါ့နော်တက်မကြီးလည်းပါတာပဲအကုန်လုံးအတွက်ကိုဒါကဒီလိုစိတ်မျိုးနဲ့သွားကမှအဆင်ပြေမယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ဘဲနဲ့ပဲမှာမဆိုဒီလိုပုံစံမျိုးတွေနဲ့ကိုလိုချင်တဲ့အခြေအနေမျိုးတွေကဖြစ်လာနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့အခြေရေးဆိုရင်ရောဘလို့လဲစသဖြင့်တော့ထပ်ပြီးတော့မင်းနေစရာမလိုတော့ဘူးပေါ့နော်ဒါကတော့ဒီကိုယ့်ရဲ့အဆောင်ရှောက်တွေလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဒီ universe ကလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုပေးလိုက်တဲ့ message ပေါ့နော်ဒီနေ့ reading ကတော့ဒီလောက်ပါပဲရှင်အားလုံးပဲဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများအားလုံးပဲပြပြရမြောက်ပြီးကြပြီကိုရောစိတ်ပါချမ်းသာချမ်းသာကြပါစေကောင်းသောလူရင်စံတာမှန်သမျှလည်းပြေဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစစ်စစ်လုံးကြမ်းမမာနဲ့နေထိုင်နေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်မယ်ရှင်ဖိုင်တူရထားသူများအားလုံးမင်္ဂလာပါရှင်ဖိုင်တူဒီလက်စွပ်လေးရဲ့ဒီခက်လေးကိုယူထားတဲ့သူများအတွက်ပေါ့နော်ယူလိုက်တဲ့ခက်ကတော့ dog nature ပေါ့နော်အဲ့တော့တဘာဝတရားကိုသဘောကျတဲ့သူတွေချစ်မြတ်နိုးတဲ့သူတွေသူတို့ဖြစ်တစ်ပင်ပန်းပန်းနေဥယျာဉ်တွေကိုအဲ့လိုမျိုးသဘောကျတဲ့သူတွေဖြစ်လိမ့်မယ်ပေါ့နော်ပြောရရင်ကျေးလက်တဘာဝတောတဘာဝအဲ့လိုတစ်ပင်နေအများကြီးရှိတဲ့နေရာကိုပို့ပြီးတော့သဘောကျတဲ့သူမျိုးအဲ့လိုနေရာကိုတော့တန်မိုးရှိရလို့ခံစားရတဲ့သူမျိုးပေါ့နော်မျိုးပြရဲ့အငွေသက်တွေကိုညင်းငွေနေတဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်ဖို့များလိမ့်မယ်နောက်တစ်ခုကကြတော့ Door Vision နောက်တစ်ခုခန်းစားမိတာကဒီ reading ကိုဒီ Pine 2ကိုရွေးတဲ့သူတွေက intuition တခြားသူတွေထပ်ပေါ့နော်ပို့ပြီးတော့အားကောင်းတဲ့သူမျိုးဖြစ်လိမ့်မယ် sense ပေါ့နော် sense ပို့ပြီးတော့အားကောင်းတယ် sensitive ဖြစ်တယ်လို့ပြောရမလားပေါ့နော်တခြားသူတွေထပ်ကိုပို့ပြီးတော့ကိုကအာယုံခံနိုင်စွမ်းအားကောင်းတာဥမာအမြင်အာယုံအကြားအာယုံလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အနက်အာယုံအရသာအာယုံအထီးတွေးအာယုံလည်းဖြစ်နိုင်တယ်လို့ဒီစိတ်ထဲကပေါ့နော် sense လည်းဖြစ်နိုင်တယ်ပေါ့နော် assist sense လို့ပြောရမလားအဲ့ဒါလေးလည်းပို့ပြီးတော့သူများထပ်ပို့ပြီးထူးထူးခြားခြားရှိနေတာမျိုးဖြစ်နိုင်တယ်ဆိုတော့လို့ခံစားမိတယ်ဒီမှာတော့ door of vision ဆိုတော့အမြင်အာယုံပို့ပြီးကောင်းတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုလိုတွေ့ရတယ်အဲ့တော့ဒီနှစ်ကပ်အရာဆိုလို့ရှိရင်တော့ဒီ match လာတဲ့မှာကလေကိုကအေးချမ်းမှုတွေကိုရရှိလိမ့်မယ်အဲ့ဒါကလည်းပဲလေဒီမှာကိုလိုချင်တဲ့နေရာတွေကိုသွားပြီးတော့လဲပတ်တာမျိုးတွေရှိလာလိမ့်မယ်ဆိုတော့တွေ့ရတယ်တဘာဝတရားနဲ့ပေါ့နော်ပို့ပြီးတော့ထိတွေ့ခံစားမိလိမ့်မယ်ဆိုတာလို့တွေ့ရတယ်နောက်အပြင်နေပို့ပြီးတော့ထွက်ဖြစ်လိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုလည်းထပ်ပြီးတွေ့ရတယ်ပုံမှန်ထပ်ပို့ပြီးတော့တဘာဝတရားကိုပေါ့နော်ပို့ပြီးတော့တောင့်တနေမိလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်ပေါ့နော်အဲ့တကယ်လို့မှကိုကအဲ့လိုခရီးထွက်ချင်တယ်ပေါ့နော်ရက်တို့ဖြစ်စေရက်ရှိပဲဖြစ်စေပေါ့နော်အဲ့လိုမျိုးခရီးထွက်ချင်တယ်ဟိုကြေးလက်ပဲဖြစ်ဖြစ်အဲ့လိုပေါ့နော်ဟိုတောအုပ်စီတောတောင်တွေပေါ့နော်တောတောင်တွေရှိတဲ့ရက်စီပဲဖြစ်စေအဲ့လိုမျိုးခရီးထွက်ချင်တယ်ဆိုလို့ရှိရင်တော့ထပ်ဖြစ်လိမ့်မယ်ဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးလဲသွားတင်တယ်ဆိုတာလို့မြင်ရတယ်နောက်ကိုယ့်ရဲ့ဒီအာယုံတွေကလည်းပို့ပြီးတော့အားကောင်းလာလိမ့်မယ်ဆိုတော့လို့မြင်နေပေါ့နော်ကိုယ့်ရဲ့ဒီရှေ့ရေးကိုပို့ပြီးတော့မြင်နေရတာမျိုးလို့ပြောလို့ရမလားအိမ်မက်တွေမှတ်တာပဲဖြစ်စေပေါ့နော်ကိုယ့်ရဲ့ဒီကိုဖြစ်လာမယ့်အရာတွေကိုပို့ပြီးတော့ကြိုပြီးတော့ခံစားမိနေတာမျိုးပေါ့နော်ဒါကိုတိုင်ကဖြစ်စေကိုအနီးနားမှာရှိတဲ့တခြားသူတွေအတွက်ဖြစ်စေပေါ့နော်အဲ့လိုမျိုးတွေပို့ပြီးတော့သိလာတာမျိုးတွေပေါ့နော်အဲ့တော့ visions တွေပို့ပြီးတော့အားကောင်းလာနိုင်မယ်ဆိုတာလို့မြင်တယ်နောက်ကိုယ့်ရဲ့ဒီတဘာဝအတိပေါ့နော်တဘာဝအတိတဘာဝတရားကိုခန္ဓာကိုယ်မှာရှိတဲ့ဒီဓာတ်ပေါ့နော်ဒီအရာတွေကလည်းပဲအရင်ထပ်ပို့ပြီးတော့အားကောင်းလာနိုင်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုကိုတွေ့ရတယ်အဲ့တော့ပေးခြင်းတဲ့ message ကတော့တဘာဝတရားနဲ့ပို့ပြီးတော့ထိတွေ့ပါအထူးသဖြင့်တစ်ပင်ပန်းပန်းဥယျာဉ်နေပေါ့နော်ဟိုဒီຢာတွေနဲ့ပို့ပြီးတော့ထိတွေ့ပါတဘာဝလေကိုရှူရှိုက်ပါပြီးလို့ရှိရင်အမြင်အာယုံပေါ့နော်အဓိကအမြင်အာယုံကိုတတိထားပြီးတော့ဟိုဂယုဆိုင်ပေါ့နော်နောက်အမြင်ကြဲထားပါအပြင်ကိုမများထွက်ပါပေါ့နော်အဲ့လိုလည်းပြထားတယ်မျက်စိကိုတော့နည်းနည်းလေးတော့သတိထားစေချင်တယ်ပေါ့နော်မျက်စိနဲ့ပတ်သက်ပြီးတော့လို့မျက်စိကျန်းမာရေးကိုပို့ပြီးတော့အရင်ထပ်ပို့ပြီးတော့စောင့်ရှောက်စေချင်တယ်ဆိုတာမျိုးပေါ့နော်အဲ့လိုကိုလည်းထပ်ပြီးတော့တွေ့ရတယ်
အော်ဒီကဲလို့မှာကိုကကန်းညံ့နေတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်တော့တစ်ပင်ဆိုင်တာမျိုးဒါမှမဟုတ်စိုက်ပြီးသားပင်လေးတွေကိုပြုစုပြထောင်တာမျိုးပေါ့နော်ဒါမျိုးလေးတွေလုပ်ပါဆိုတာမျိုးလည်းထပ်ပြီးတော့မှားထားတယ်ဆိုတာပြရတယ်ပေါ့နော်ဒါဆိုရင်ထပ်ပြီးတော့ကြည့်ပါမယ်ဖိုင်တူရထားတဲ့မိတ်ဆွေများစီကိုမတ်လတွင်ဘလို့ရရင်ရောက်ရှိလာမလဲโอเคသုံးကတ်တခါလေးကြားတယ်အဲ့ house 9နဲ့ house 12တဲ့ဒီဖန်တီးထားတဲ့သူတွေထဲမှာနိုင်ငံခြားသွားဖို့အစီအစဉ်နေတဲ့သူများရှိလားပေါ့နော်နိုင်ငံခြားမှာပြည်သားတင်တာဖြစ်စေဒါပေမဲ့နိုင်ငံခြားမှာအလုပ်သွားလုပ်တာဖြစ်စေဒီလိုမျိုးစီစဉ်နေတဲ့သူတွေရှိရဲဆိုလို့ရှိရင်တော့သွားဖြစ်လိမ့်မယ်ဆိုတော့တွေ့တယ်ခရီးရှည်ကန်အကျိုးပေးနေတယ်ပေါ့နော်နိုင်ငံခြားကန်အကျိုးပေးနေတယ်ခရီးရှည်လည်းထွက်ဖြစ်လိမ့်မယ်ဆိုတော့တွေ့ရတော့တိုက်ဆန်ဆိုင်ပဲပေါ့နော်ခုနကလည်းပဲခရီးရှည်ထွက်တာမျိုးပြတာဆိုတော့ဒီမှာလည်းထပ်ပါတယ်ပေါ့နော်အဲ့တော့ကျေးလက်ဒေတာတွေအဲ့လိုမျိုးတွေကိုခရီးထွက်တာမျိုးတွေရှိလိမ့်မယ်ဆိုတော့မြင်တယ်နောက်တစ်ခုဒီမှာခန်းစားမိတဲ့အရာကတော့အဲ့လိုပေါ့နော်ဒါကတော့တတိထားမယ်အရာပေါ့နော်မလိုလားအပ်ပဲနဲ့အဲ့လိုမျိုးစိတ်ယုံစိတ်ကန်းသွားရတာမျိုးတွေအဲ့ဒါကလည်းပဲဒီမှာတော့ vision နဲ့လို့ဆိုင်တယ်လို့ခန်းစားမိတယ်ပေါ့နော်အမြင်အာရုံနဲ့ပတ်သက်ပြီးမျက်စိကျမကြီးနဲ့ပတ်သက်ပြီးတော့စိတ်ယုံစိတ်ကန်းသွားရတာမျိုးတွေတော့ရှိလာတတ်တယ်ဆိုတာမျိုးလို့မြင်တယ်အဲ့ဒါကြောင့်မို့ဂိစိုက်ခိုင်းတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ဖြစ်မယ်လို့ပြောတာမဟုတ်ဘူးပေါ့နော်တတိထားမယ်ဆိုလို့ရှိရင်တော့ကိုယ့်တက်ကိုပိုကောင်းမယ်ဆိုတာမျိုးပေါ့နော်ကိုယ့်အတွက်ကိုဒီမှာလည်းပဲ night house ကပြန်ပါလာတာဆိုတော့ဒီကိုယ့်ရဲ့အသိမြင်တွေပေါ့နော်ပို့ပြီးတော့တိုးတက်လာမယ်ဆိုတာမျိုးကိုမြင်တယ်နောက်ဘာသာရေးပိုင်းမှာပို့ပြီးတော့ဘာသာရေးကိုင်းဆိုင်လာတာမျိုးပေါ့နော်အဲ့လိုမျိုးလည်းဖြစ်နိုင်တယ်လို့ကိုယ့်ရဲ့ဒီတပ်ဝင်ယုံကြည်မှုတွေကပို့ပြီးတော့တိုးပွားလာတာမျိုးဖြစ်နိုင်တယ်အတိတရားတွေပို့ပြီးတော့ရလာတာမျိုးလည်းဖြစ်နိုင်တယ်လို့နောက်တစ်ခုကကြတော့ဒီကိုယ့်ရဲ့ဒီစိတ်ပိုင်းဆိုင်ရာမှာပို့ပြီးတော့တဆင့်တိုးတက်လာမယ်ဆိုတဲ့ပုံစံမျိုးလို့တွေ့ရတယ်သင်္ကန်း sorry ဟိုလိုတခုခုပေါ့နော်အဲ့လိုမျိုးအစိမ့်မြင့်ပညာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေ့လာသင်ယူခြင်းနဲ့ဆိုလို့ရှင်လည်းပဲသင်ယူဖြစ်လိမ့်မယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်နောက်ဒီမှာကတော့ Taurus နဲ့ 2ဆိုတော့အလောက်ကင်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ထူးခြားပြောင်းလဲမှုတွေရှိလာမယ်ဆိုတာလို့မြင်နေပေါ့နော်အဲ့တော့ house 2 ရော house 12ပြောဆိုတော့ဒီနှစ်ခုကတော့သတိထားဖို့တော့လိုအပ်တယ်ပေါ့နော်ကိုယ့်တက်ကငွေကြေးတွေဝင်มาလဲရှိသလိုမျိုးငွေကြေးတွေပြန်ပြီးတော့မထင်မှတ်ထားပဲနဲ့ပေါ့နော်ပြန်ထွက်သွားတာမျိုးလည်းရှိလာနိုင်တယ်အဲ့ဒါကလည်းကျမကြီးအကြောင်းလို့ခံစားမိတယ်ပေါ့နော်အဲ့တော့သတိတော့ထားဖို့လိုအပ်တယ်စနစ်ကိုနောက်နှစ်ပေါ့နော်ဒီနံပါတ်တွေကကိုယ့်အတွက်ကိုထူးခြားတဲ့ပတ်သက်မှုတွေရှိတာမျိုးဖြစ်နိုင်တယ်နောက် Taurus ကိုက Taurus energy ရှိတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ပါးတွေ့ရတဲ့အရာဆိုရင်ကိုယ့်အနေနဲ့ကတကယ်လို့မိသားစုဘဝတစ်ခုတည်ဆောက်ဖို့စ조사နေတာဒါမှမဟုတ်လဲကိုပိုင်စီးပွားရေးပေါ့နော်အဲ့လိုမျိုးဒီစတင်ဖို့အတွက်ကိုစ조사နေတာမျိုးဆိုလို့ရှင်တော့သူဖြစ်လိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်ဒီ match လအတွင်းမှာလည်းလှုပ်တင်တယ်စတင်တယ်ဆိုတာမျိုးလို့ပြတယ်ပေါ့နော်နောက်တစ်ခုကအလုပ်ပြောင်းဖို့စဉ်းစားနေတယ်ဆိုလို့ရှိရင်တော့ပြောင်းတင်တယ်ဆိုတော့မြင်နေပေါ့နော် something comes to an end ပြောတဲ့ကြောင့်မလို့တစ်ခုခုကိုအဆုံးသတ်ပြီးတော့နောက်တစ်ခုကိုအသက်စတင်ဖို့အဲ့လိုမျိုးဆိုတော့ကိုယ်အနေနဲ့လက်ရှိလုပ်နေတဲ့အလုပ်ကိုအဆုံးသတ်ပြီးဥပမာထားပါတော့ဝန်ထမ်းဘဝကနေအဆုံးသတ်ပြီးတော့ကိုယ်ပိုင်စီးပွားရေးလေးတစ်ခုစတင်မယ်လို့ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်တော့ဒီ match လထဲမှာစပါပေါ့နော်စလို့ရတယ်ဒီအချိန်ကအသင့်တော်ဆုံးပဲဆိုတာမျိုးပေါ့နော်နောက်အဲ့ဒီစလိုက်တဲ့အလုပ်ကလည်းပဲကိုမထင်မှတ်ထားတော့တဲ့အောင်မြင်မှုတွေနဲ့အကျိုးမြတ်တွေကိုခဏလေးဆိုသလိုပေါ့နော်အချိန်ခဏလေးအတွင်းမှာရလာလိမ့်မယ်ဆိုတာလို့ပြရတယ်ပေါ့နော်ဒီမှာတွေ့ရတဲ့အရာကလေဘာသာရေးနဲ့ပတ်သက်တဲ့အသိဉာဏ်တွေပို့ပြီးတော့တိုးပွားလာမယ်ဆိုတာမျိုးလို့မြင်နေပေါ့နော်ဘာသာရေးများလုပ်ဖို့တော့လိုအပ်တယ်ပေါ့နော်ဘာသာရေးများလုပ်လေကိုယ့်အတွက်ကဒီတခြားနေရာတွေမှာအောင်မြင်မှုရလေအဆင်ပြေလေဆိုတာမျိုးပေါ့နော်နောက်တစ်ခုကဒီမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်တဲ့အခါကျတော့ရှင်တော့သတိထားပါမထင်မှတ်ထားတဲ့ငွေကြေးဆုံးရှုံးမှုတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါလေးကိုတော့သတိထားစေချင်တယ်Pisces energy Sagittarius energy ဒီ energy တွေလည်းရတယ်ပေါ့နော်ဒါဆိုလို့ရှိရင် tarot နဲ့ထပ်ကြည့်ပါမယ် group 2ရေးထားတဲ့သူတွေစီကို March လအတွင်းမှာဘယ်လိုရရရောက်ရှိလာမလဲ
Emperor. Oh, David. Three of Pentacles. Ten of Pentacles. Ten of Swords. Oh, comes to an end လို့ပြောထားတဲ့အတွက်ကြောင့်မလို့လေ something comes to an end လို့ပြောထားတဲ့အတိုင်းပဲ Ten of Swords လည်းပါတယ် Ten of Pentacles လည်းပါတယ် Ten နှစ်ခါပါတယ်ပေါ့နော်ဟုတ်တယ်အဲ့တော့တခုခုကိုအဆုံးသတ်ပြီးတော့တခုခုစတင်တာမျိုးတွေရှိလာမယ်ဆိုတာမျိုးလို့မြင်တယ်အဲ့တော့အစလည်းရှိတယ်လို့အဆုံးလည်းရှိရဆိုတာလို့တွေ့ရတယ်ပေါ့နော်အဲ့တော့သတိထားရမယ့်အရာတွေကတော့ဒီမှာတော့ကိုယ့်ရဲ့အတိတ်ကံပေါ့နော်အတိတ်ကံကြွေးတွေကိုဆက်ရမယ့်ကာလမျိုးလည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့မထင်မှတ်ထားပဲနဲ့ပေါ့နော်လိုမျိုးဖျားနာတာမျိုးတွေနာမကျန်းဖြစ်တာမျိုးတွေဒါမျိုးတွေပေါ့နော်ဆုံးရှုံးတာမျိုးတွေအစမပြေဖြစ်တာမျိုးတွေဒါတွေကတော့ကြုံလာရနိုင်တယ်ဆိုတာမျိုးပေါ့နော်ဒါကတော့သတိထားတဲ့နယ်ပေါ့နော်အဲ့တော့အဓိကကတော့ကိုယ့်ရဲ့စိတ်ကိုမထိခိုက်စေဖို့ပေါ့နော်အဓိကလိုအပ်တယ်ဆိုတာမြင်တယ်အကြောင်းအရာတွေပြင်ပအရာတွေကဘယ်လိုပဲဆိုးရနေပါစေအဓိကကိုယ့်စိတ်ကိုမှမနာကျင်စေဘူးမထိခိုက်စေဘူးဆိုလို့ရှင်တော့ဘယ်လောက်ပဲဆိုးရအဆင်ပြေအောင်လို့ကိုယ့်ဘက်ကစူးစမ်းနိုင်စွမ်းရှိတယ်စူးစမ်းနိုင်ဖို့နီးလန်းနေလဲရှာဖွေနိုင်တယ်ပေါ့နော်ကိုယ်စိတ်ကလေးကိုမှထိသွားပြီးနာကျင်သွားပြီးဆိုလို့ရှိရင်တော့ကိုယ်စိတ်ပါပျက်စီးသွားပြီးဆိုလို့ရှိရင်တော့အဲ့ခါကျရင်ပြန်ပြီးတော့တက်မှတ်ဖို့အတွက်ပြန်ထူထောင်ဖို့အတွက်ကတော့ခက်ခဲသွားနိုင်မယ်ပေါ့နော်အဲ့တော့ဒီ match လာတွင်မှာတော့ Emperor ပါတယ် David ပါတယ်ဆိုတော့ကိုယ့်ရဲ့အလုပ်ကိုင်းပိုင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေနေတယ်အောင်မြင်နေမယ်ဆိုတာမျိုးလို့မြင်တယ်ဒါပေမဲ့သတိထားရမှာကကိုယ့်ရဲ့အလုပ်ရှင်ကိုယ့်ရဲ့အထက်လူကြီးနောက်ကိုယ့်ရဲ့အဖေလိုလူမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီလိုပြန်ကိုယ့်ထက်ပို့ပြီးတော့ power ကြီးရဲ့သူမျိုးပေါ့နော်အဲ့လိုသူမျိုးစီကနေပြီးတော့မထင်မှတ်ထားတယ်ပေါ့နော်အဲ့လိုအာနာကိုပြတဲ့အဲ့လိုမျိုးပြောရမလားပေါ့နော်ဒါမျိုးတွေတော့ရှိလာနိုင်တယ်ဆိုတာလို့တွေ့ရတယ်အဲ့တော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးလို့ရှိရင်ငွေကြေးနဲ့ပတ်သက်ပြီးလို့ရှိရင်တော့သတိထားပါအထူးသဖြင့်စာရုပ်စာတမ်းတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်သတိထားဖို့လိုအပ်တယ်ဆိုတာမျိုးပြရတယ်ပေါ့နော်အပေါင်းအသင်းကံလူမှုရေးကံကတော့ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးလို့ပြရတယ်နောက် Ten of Pentacles လို့ပြောကြမလို့စီးပွားရေးလက်ရှိစီးပွားရေးလည်းအဆင်ပြေမယ်စီးပွားရေးသက်ဆိုင်မယ်ဆိုလို့ရှိရင်အဆင်ပြေမှာဖြစ်တယ်လို့မိသားစုအရေးမှာလည်းပဲတည်ငြိမ်အေးချမ်းနေမယ်ဆိုတာမျိုးလို့တွေ့ရတယ်ပေါ့နော်တကယ်လို့လက်ရှိမှာစူးစမ်းနေရတော့ဆိုလို့ရှိရင်တော့ဒီ match လအတွင်းမှာအေးချမ်းတည်ငြိမ်တဲ့အခြေအနေတစ်ခုကိုရောက်ရှိလိမ့်မယ်ကိုချစ်ရတဲ့သူတွေရောကိုယ်တိုင်ရောအကုန်လုံးကိုပျော်ရွှင်အောင်ထားပြီးတော့တင်မျှတာတဲ့အနေအထားတစ်ခုမှာရှိနေမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုကိုလည်းထပ်ပြီးတော့တွေ့ရတယ်အဲ့တော့မကောင်းတဲ့အတွေ့အကြုံတွေကိုတော့အဆုံးသတ်စေခြင်းနဲ့ဆိုတာလို့ပြရတယ်ပေါ့နော်စိတ်ကြောင့်ဖြစ်တဲ့ယောဂတွေကိုမှရှိလာနိုင်တယ်ဒါကြောင့်မလို့မကောင်းတဲ့အတွေ့အကြုံတွေကိုတော့အဆုံးသတ်ပါတချို့အရာတွေကအဆုံးသတ်မှနောက်ထပ်အသစ်တစ်ခုကိုဖန်တီးလို့ရတာမျိုးပေါ့နော်ဒီတချို့အရာတွေကကြတော့အဲ့လိုအသစ်တစ်ခုဖန်တီးဖို့အတွက်ကိုနှောင့်နှေးနေတာကြံ့ကြာနေတာမျိုးတွေရှိတဲ့အခါကြလို့ရှိရင်ဒီတစ်ခုကအဆုံးသတ်ပေးလိုက်ရတာမျိုးပေါ့နော်ကိုကအဆုံးမသတ်ချင်ပေမဲ့လည်းပဲဒါကဖြစ်ကိုဖြစ်ရမယ်ကံကိုအတွက်ပဲပေါ့နော်အဓိကကတော့ကိုအတွက်အဆုံးသတ်ပေးရတာမျိုးတွေရှိတယ်ဒါမှမဟုတ်လေကိုအတွက်မဟုတ်လည်းပဲအမြဲတမ်းအဆုံးသက်ဆိုတာကတော့အမြဲတမ်းရှိပြီးတော့အစဆိုတာလည်းအမြဲတမ်းရှိနေတာပဲပေါ့နော်အဲ့တော့တချို့ຢာတွေကလက်မခံခြင်းပဲလက်ခံရမယ်ကိုယ့်အတွက်ပဲဖြစ်ဖြစ်လက်ခံရမယ်ဆိုတာမျိုးပေါ့နော်ဥပမာအေးနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့အေးရဲ့ channel ဒီအရှိရလူနာဂျူပီတာပေါ့နော်အရင် channel အဟောင်းဆိုလို့ရှိရင်ဒါမထင်မှတ်ထားတဲ့အဲ့လိုမျိုးမှားယွင်းမှုတွေပေါ့နော်ဖြစ်သွားတယ်ကိုယ့်ဘက်ကလည်းမရည်ရွယ်ပဲနဲ့ဖြစ်သွားတယ်အဲ့တော့ကြောင့်မလို့တပတ်ပေါ့နော် reading တင်ဝင်ကိုပိတ်ခံရတယ်ပေါ့နော် post လည်းမတင်ရဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ဒီတပတ်စာအတွင်းမှာreading တွေတင်ပြီးတော့ကိုယ့်ရဲ့ဒီ subscriber တွေကိုမပြနိုင်ဘူးနောက်တစ်ခုကအဲ့ဒီကနေပြီးတော့ဝင်ငွေမရနိုင်ဘူးပေါ့နော်ဒါကပွင့်လင်းဆုံးပြပြတာပေါ့နော် YouTube ကနေပြီးတော့ဒါ monetize လျှောက်ထားတာဆိုတော့နောက်တစ်ခုကကျတော့ ရဲ့ member တွေပေါ့နော် YouTube မှာ channel member တွေရှိတယ်သူတို့တွေအတွက်ကို reading လည်းတင်မပေးနိုင်ဘူးပေါ့နော်ဒီကုန်းကပြက်ကွက်ခဲ့တာတွေပဲပေါ့နော်ဒါကတော့မကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှင်ပေါ့လေဒါပေမဲ့ကောင်းတဲ့ဘက်ကကြည့်တဲ့အခါကျတော့ဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ် channel အသစ်တစ်ခုကိုထပ်ပြီးတော့စဖို့အတွက်ပို့ပြီးတော့ဆန္ဒပို့ပြင်းပြသွားတယ်ပေါ့နော်ဒါမျိုးအတွက်ဆိုလို့ရှိရင်ဒီဘက်ကအရန်တက်ထားမှရမယ်အဲ့လိုပုံစံမျိုးအဲ့လိုတတိရလာတယ်နောက်ပြီးတော့အရင်ကအဆင်ပြေခဲ့တဲ့အရာတွေကိုအရင်က
ကိုမသိလိုက်ပဲမှားခဲ့တဲ့အရာတွေကိုဒီ channel ကြလို့ရှိရင်တော့အဲ့လိုမျိုးမမအောင်လို့စူးစမ်းရတော့မယ်ဒါမှမဟုတ်ဒီ channel ပြန်ပြီးအဆင်ပြေသွားတဲ့အခါကြလို့ရှိရင်လည်းပဲကိုအရင်ထပ်ပို့ပြီးတော့တတိကြီးကြီးနဲ့ပေါ့နော်ရှေ့ဆက်ပြီးတော့ပြင်ဆင်ပြီးတော့သွားမယ်အဲ့လိုပုံစံမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာတယ်ပေါ့နော်ပြောရရင်တော့လက်ရှိဖြစ်နေတဲ့အတိုင်းဆိုလို့ရှိရင်တော့ပိုကောင်းမှုအတွက်ဖြစ်လာတယ်လို့ပဲခံယူထားတယ်ပေါ့နော်ပိုကောင်းမှုအတွက်ပိုပြီးတော့နီးလန်းတွေရှာဖွေတတ်ဖို့အတွက်နောက်ကြုံနိုင်ရတဲ့အရာပေါ်မှာလည်းစိတ်ပြက်ပြီးတော့လက်မိုင်မချဘဲနဲ့နီလန်တစ်ခုခုကိုအများဆုံးရှာဖွေပြီးတော့ဘယ်လိုမျိုးဖောက်ထွက်ရမလဲဆိုတာကိုသိဖို့အတွက်ကြုံတွေ့ရတယ်လို့ပဲခံစားရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပဲပေါ့နော်ကိုအနေနဲ့လည်းအဲ့လိုပုံစံမျိုးနဲ့ပဲသွားပါတစ်ခုခုအဆင်မပြေတာကြုံလာရတိုင်းလည်းပဲသွားပြီဆိုတဲ့ပုံစံမျိုးတွေအဲ့လိုလုံးဝလွတ်ချလိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီကနေငါဘယ်လိုမျိုးပြန်ပြီးတော့ပြန်စားရမလဲဘယ်လိုမျိုးအဆင်ပြေအောင်လို့ပြုပြင်လို့ရသေးလားပြုပြင်လို့မရအောင်ဆိုလို့ရှိရင်အစ်စ်ဘယ်လိုပြန်စားမလဲအဲ့လိုပုံစံမျိုးနဲ့ပဲရှေ့ဆက်ပေါ့နော်နောက်တစ်ခါခံစားမိတဲ့အရာဆိုရင်လေကိုကအဲ့လိုအထက်လူကြီးပဲဖြစ်စေပေါ့နော်အဲ့လိုကိုရဲ့လုပ်ငန်းခွင်မှာအဲ့လိုကိုပေါ်မှာနိုင်စားတဲ့သူမျိုးတွေနဲ့စုံစည်းနေရတဲ့ဆိုတဲ့ပုံစံမျိုးလိုမြင်ရတယ်တချို့ကြတော့လည်းပဲအဲ့လိုကိုမိသားစုတွင်းမှာပေါ့နော်အစမပြေဖြစ်နေရမျိုးတွေရှိနေရဆိုလို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအရာတွေကတော့ပြောရရင်တော့ကိုတယောက်တည်းမဟုတ်ဘူးပေါ့နော်ကြုံရတာကတော့လူတိုင်းဆိုသလိုကြုံနေရတယ်နောက်ဒါဘဝပေါင်းများစွာမှာကိုလှုပ်ခဲ့တဲ့ဒီကံတွေကြောင့်လဲကံအကျွေးတွေကြောင့်လဲစုံစည်းနေရတာဆိုတော့ဒါတွေကိုကိုအနေနဲ့ကတော့အရေးတယူလုပ်ပြီးတော့ခံစားနိုင်မယ်ဆိုရင်ကိုဘဝကအမြဲတမ်းဒီ tunnel source လိုပုံစံမျိုးနဲ့ဓာတ်တွေအများကြီးစိုက်ပြီးတော့နေရမယ့်ဘဝမျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့စိတ်ကိုတော့မထိခိုက်စေခြင်းဘူးဖြစ်လာတဲ့အရာတွေကိုရင်ဆိုင်တဲ့အခါမှာကိုယ်စိတ်လေးမနာခြင်းပဲနဲ့ပေါ့နော်ဒါဖြစ်ချိန်တန်လို့ဖြစ်တာဖြစ်တင်လို့ဖြစ်တာဖြစ်တန်လို့ဖြစ်တာဆိုတဲ့စိတ်မျိုးနဲ့ဒါသွားပါဒါကအဲ့လိုမျိုးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့လေဒီလို energy မျိုးရှိခဲ့မယ်ဆိုလို့ရှိရင်ပေါ့လေအဲ့တော့ကိုယ်တိုင်နာကျင်ရတယ်လို့တခြားသူတွေနာကျင်ရအောင်လည်းပြန်ပြီးတော့ဟိုလိုကလေးစားချေတာမျိုးတွေလက်စားချေချင်တာမျိုးတွေပြန်တုတ်ပြန်တာမျိုးတွေလည်းမလုပ်လေကောင်းလေပဲပေါ့နော်ဒီလိုဒါကဒါကိုယ့်ရဲ့မိသားစုအတွင်းကဒါမှမိသားစုလိုချစ်ခင်ရတဲ့ကြွေးဆိုင်ရတဲ့သူတွေစီကနေဒီပုံစံမျိုးတွေလက်ခံရရှိနေရဆိုရင်ပိုးလို့အောင်စိုးသေးရပေါ့နော်အဲ့တော့ကိုယ်အနေနဲ့မှအဆင်ပြေတော့ဘူးလို့ခံစားတယ်ဆိုလို့ရှင်တော့ဒီနေရာကနေပြီးတော့ထွက်ခွာဖို့ကိုလည်းဝေမလေးနဲ့ပေါ့နော်အဲ့တော့အပြောင်းလဲတစ်ခုကတော့ရှိမယ်ဆိုတာမျိုးမြင်တယ်ထန်းကလည်းနှစ်ခါပါတာဆိုတော့လေအပြောင်းလဲကတော့ရှိလိမ့်မယ်တစ်ခုခုကိုအဆုံးသတ်ပြီးတော့တစ်ခုခုကိုအစပြန်စရလိမ့်မယ်ဒါပေမဲ့အဲ့ဒီပြန်စရတဲ့အရာကအရင်ရှိနေတဲ့အရာထက်အဆုံးသတ်ခဲ့တဲ့အရာထက်ကိုပိုပြီးတော့အောင်မြင်မှုတွေပိုပြီးတော့ရလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့ခံစားမိတဲ့ဒီမှာ Six of Wands ကအလကားပါတာမဟုတ်ဘူးလို့ခံစားမိတယ် Queen of Pentacles ရောပါတယ်ပေါ့နော်ကြည့်ပါဦးပိုပြီးအောင်မြင်ပိုပြီးတည်တည်ကြဖြစ်မဲ့အနေအထားမျိုးပေါ့နော်ဒီလိုအခြေအနေမျိုးကိုရှောက်လာလိမ့်မယ်ဆိုတာလို့တွေ့ရတယ်အဲ့ဒါကတော့ဒီနေ့အတွက် reading ဖြစ်ပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများအားလုံးပဲပြည့်ရမြောက်ပြီးပါပြီကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေကောင်းသောလူရင်းစံတာမှန်သမျှလည်းပြည့်ဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းတူတူစီစီလုံးကြမ်းမာနဲ့နေထိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆွေးနွေးကြပါအောင်မယ်ရှင်ဖိုင်3ထားသူများလုံးမင်္ဂလာပါရှင်အဲ့ဖိုင်3ဒီလက်စုပ်လေးရေပေါ့နော်ဒီခက်လေးရေကိုရွေးထားတဲ့သူများအတွက်ပါအဲ့တော့ဒီခက်လေးတွေကတော့ destiny ပေါ့နော်ကိုယ့်ရဲ့ကံကြမ္မာလမ်းကြောင်းပေါ့နော်ကံကြမ္မာတကားပေါက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီ duck လေးကနေပြီးတော့ထုတ်ထားတာပေါ့နော်အဲ့တော့ရွေးချယ်လိုက်တဲ့ duck ကတော့ door of protection ပေါ့နော်ကိုကအခုချိန်မှာကာကွယ်တရားကိုကာကွယ်ပေးချင်တာလည်းဖြစ်နိုင်တယ်လို့တရားတစ်ခုခုစီကနေပြီးတော့အကာအကွယ်လိုချင်နေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အကာအကွယ်လိုချင်တာတော့ဖြစ်ဖို့တော့မရနိုင်မယ်ခုခုကိုဟိုလိုကိုတက်ကိုအန်နီရဲ့ဒီအဟန်တာတွေမဖြစ်အောင်လို့ကာကွယ်ချင်နေတာမျိုးလို့ခံစားမိတယ်နောက်တော့ magic ပေါ့နော်အဲ့ဒီပုံလေးနှစ်ခုကိုကြည့်ကြည့်ပါအောင်ဒီနှစ်ခုကလေဒါလေးကဒီလိုလေး socks လေးလိုပုံစံမျိုးပေါ့နော်လေးကတော့ magic one လို့လေးပေါ့နော်အဲ့လိုဆိုတော့လေဒါဆိုရင်ဒါလေးက ace of one စင်းနဲ့တူပြီးတော့ဒါလေးက ace of socks လေးနဲ့တူတယ်ပေါ့နော်အဲ့တော့ပြောချင်တာကတော့ဒီ ace of one နဲ့ ace of socks ဆိုတာကိုယ့်အတွက်ကအောင်မြင်မှုတွေကိုအသစ်စတယ်ပြီးတော့ဟိုစုပ်ကင်ထားနိုင်မယ်ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့အောင်မြင်မှုတွေကိုမြင်လက်ကင်ထားနိုင်မယ်ကာလလို့တော့ပြောလို့ရတယ်ပေါ့နော်နောက်ကို့မှာအခက်ခဲအနှောက်အယှက်အဟန့်တားတွေရှိခဲ့မယ်ဆိုလို့ရှိရင်ဒီຢာတွေကိုအောင်မြင်ကျော်လွှားနိုင်မယ်ကာလဆိုတာမျိုးလို့တွေ့ရတယ်အခက်ခဲတွေကနေပြီးတော့ဟိုအောင်မြင်မှုတွေရရှိမဲ့ကာလဆိုတာမျိုးပေါ့နော်အခက်ခဲတွေကိုဖောက်ထွင်းပြီးတော့မှအောင်မြင်လာနိုင်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုကိုလည်းထပ်ပြီးတော့တွေ့ရသလို supernatural ပါတယ် spell ပါတယ် mystical ပါတယ်ပေါ့နော်အဓိကကတော့လေနောက် charm ဆိုတာလေးလည်းပါသေးတယ်ပေါ့နော်အဲ့တော့ဟိုပြောရင်တဘာဝမဆန်တဲ့တဘာဝနီးလန်းမကြတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြောရုပ်တိမကြတဲ့လက်တွေ့မကြတဲ့နီးလန်းပုံစံမျိုးနဲ့ကိုကို sorry
အပြင်အတန်ဝင်လာလို့ခဏရက်လိုက်တယ်ပေါ့နော်အဲ့တော့ကိုယ့်အတွက်ကိုဒီလက်တွေ့မကြတယ်ပေါ့နော်ကာကွယ်မှုတွေကရောက်လာလိမ့်မယ်ဆိုတာမျိုးလိုမြင်နေပြောရင်ရုပ်တိမတန်နဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေနဲ့ကိုလိုတမင်တကာကို protect လုပ်ပေးထားမဲ့ energy မျိုးကိုရရှိလိမ့်မယ်ဆိုတာလိုမြင်နေအဲ့တော့ကိုယ့်တက်ကဒီ protection ဆိုတဲ့ဒီတကားပေါက်ရေနောက် magic ဆိုတဲ့တကားပေါက်ရေကဒီ match လာတွင်မှာပွင့်သွားလိမ့်မယ်ဆိုတာမျိုးလိုမြင်နေအဲ့တော့ဘယ်လိုပုံစံမျိုးနဲ့ဖွင့်ရမလဲဆိုလို့ရှိရင်တော့အဓိကကကိုကိုတိုင်းကလည်းကိုယ်စိတ်ထဲမှာ safe ဖြစ်တယ်ဆိုတဲ့ခံစားချက်မျိုးထားဖို့လိုအပ်တယ်ကိုတိုင်းကကိုယ်စိတ်ထဲမှာဒါအရန်အသားတစ်ခုကိုထားဖို့လိုအပ်တယ်အဲ့လိုမျိုးပြရတယ်ပေါ့နော်အဲ့တော့အများကြီး spare တွေအများကြီးတော့သုံးစရာတော့မလိုဘူးအဓိကကတော့ကိုယ်စိတ်ကိုတည်ငြိမ်အောင်ထား agent အောင်ထားပြီးတော့လို့ရှိရင်ဘယ်လိုပြောမလဲကိုယုံကြည်ရတခုခုပေါ့နော်အဲ့တော့ကိုယုံကြည်ရတခုခုကိုရဲ့ဒီကိုကွယ်နေတဲ့ဘာသာပေါ့နော်ဘာသာရေးရအဲ့လိုမျိုးကိုတက်ကိုစိတ်ကိုအေးချမ်းစေမယ်နှစ်သိမ့်မှုရစေမယ်ယုံကြည်ရစာသားတခုခုဖြစ်စေပေါ့နော်အဲ့လိုဂါထာတခုခုဖြစ်စေပေါ့ဒီအရာကိုရွတ်ဖတ်နေရင်ရွတ်ဆိုနေရင်လည်းကိုယ်စိတ်ကိုပြန်ပြီးတော့ဟို gut ဖြစ်အောင်လုပ်ဖို့တော့လိုအပ်တယ်ဆိုတာမျိုး safe ဖြစ်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့နော်ကိုကဒီအရာကိုစီမှာကိုယ်တန်တန်မှာရှိနေတဲ့အတွက်ကြောင့်မလို့ဘယ်ကမှကိုကိုလာပြီးတော့နှောက်ယှက်လို့မရအောင်ဆိုတော့အဓိကယုံကြည်စိတ်လို့ပြောရမလားပေါ့နော်အဲ့ဒီယုံကြည်စိတ်လေးတော့ထားဖို့လိုအပ်တယ်အဓိကကိုယ့်ရဲ့စိတ်တွေနဲ့မှာအဲ့ဒီယုံကြည်စိတ်ကရှိနေပြီဆိုလို့ရှိရင်အဲ့ဒီ energy ကအပြင်ကိုပြန်သွားမှာပေါ့နော်ဖြန့်ချက်သလိုဖြစ်သွားပြီးတော့အပြင်ကအနေတွေလည်းကိုယ်စီရောက်မလာဖို့ကိုအဟံတားဖြစ်စေလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုကိုထပ်ပြီးတော့တွေ့ရတယ်အဲ့တော့ကိုစိတ်ကိုရင်ဆုံးကာပဲပေါ့နော်ကိုတိုင်းကိုကိုရဲ့စိတ်ကိုအနှောက်အယှက်တွေဖြစ်စေတဲ့သူအစိတ်တောက်တွေဖြစ်စေတဲ့သူမျိုးမဖြစ်ဖို့တော့လိုအပ်တယ်အဲ့တော့တွေးတဲ့အခါမှာလည်းကောင်းတဲ့အရာတွေပဲတွေးပါခံစားတဲ့အခါမှာလည်းကောင်းတဲ့အရာတွေကိုပဲခံစားပါပူပန်စရာတွေစိတ်နှောက်ယှက်တွေကိုတော့မဖြစ်နိုင်ဘူးဆိုတဲ့အရာတွေပေါ့နော်အဲ့ဒီအရာတွေကိုတော့မတွေးနေကောင်းနေပဲပေါ့နော်သူတို့ကိုတွေးတဲ့အခါကျတော့ရှင်ဒီအရာတွေကိုကြော်လွှားဘယ်လိုကြော်လွှားရမလဲဆိုတဲ့နီလန်မျိုးဒီအရာတွေကိုမှကြုံလာခဲ့ရင်ဘယ်လိုကြော်လွှားရမလဲဆိုတဲ့ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့အဲ့လိုစိတ်မျိုးနဲ့ဒါသွားပေါ့နော်ဒီအရာတွေကြုံလာရင်ငါတော့သွားပါပြီငါတော့ရင်ဆိုင်နိုင်မှာမဟုတ်ဘူးငါတော့ဘယ်လိုမှကြော်လွှားနိုင်မယ်မထင်ဘူးအဲ့လိုမျိုးတော့မတွေးစေချင်ဘူးပေါ့နော်အဲ့တော့ဒီအရာတွေဘယ်လိုအရာတွေပဲကြုံလာရကိုကကာကွယ်ထားပြီးသားအကာအကွယ်အရန်အတားရှိထားပြီးသားဆိုတဲ့စိတ်မျိုးနဲ့ဒါသွားမယ်ဆိုရင်ကိုယ့်အတွက်ကိုဒီ magically ပေါ့နော်အဲ့လိုပြောရမလားမော်ဆန်ဆန်နဲ့ကိုအကာအကွယ်တွေကရောက်ရှိလာနိုင်မယ်ဆိုတာမျိုးလိုမြင်နေပေါ့နော်စမ်းသပ်ကြည့်ပေါ့နော်နောက်တစ်ခုကဒီကဲလို့ဤလိုဗုဒ္ဓဘာသာဝင်နေဖြစ်ခဲ့မယ်ဆိုလို့ရှင်လည်းပဲသစ္စာဆိုပေါ့နော်ဒါကဗုဒ္ဓဘာသာပဲမှမဟုတ်ပါဘူးဘယ်လိုမျိုးဆိုဒါပေမဲ့အဲ့လိုမျိုးပြောလိုက်လို့ရှင်နည်းနည်းလေးဘာသာရေးနဲ့ပြောသလိုဖြစ်သွားမယ်ဆိုတော့တခြားဘာသာခြားတွေတက်ကိုဖြစ်မှာဆိုလို့ပေါ့နော်မန်တကယ်ကတော့လေသစ္စာဆိုရဲဆိုတာကဘာသာမရွေးလူမျိုးမရွေးလို့ရတဲ့ညာပေါ့နော်အဲ့တော့ကိုယ်နဲ့ပတ်သက်တဲ့အမှန်တရားနောက်ဒီစัจ java လာကဘာလောကကြီးနဲ့ပတ်သက်တဲ့အမှန်တရားဒီလိုအမှန်တရားတွေကိုသုံးပြီးတော့သစ္စာဆိုလို့ရတယ်ပေါ့နော်သစ္စာပြုသစ္စာဆိုပြီးတော့ကိုယ်အနေနဲ့အဲ့လိုကိုကာကွယ်တာဖြစ်စေဒါမှမဟုတ်အဲ့လိုကိုလိုချင်တဲ့ဆန္ဒတစ်ခုကိုဆူတောင်းတာမျိုးဖြစ်စေပေါ့နော်ဒါမျိုးတွေလုပ်လို့ရတယ်ပေါ့နော်သစ္စာစကားရဲ့အမှန်တရားကိုပြောဆိုရခြင်းရဲ့အစွမ်းကရှိတယ်ပေါ့နော်ထပ်တယ်ဆိုတာမျိုးပေါ့နော်အဲ့တော့တကယ်လို့ကိုကအဲ့လိုဗုဒ္ဓဘာသာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီဂါထာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးအနိယေကင်းဂါထာအထာနာမေတံဂါထာတို့နောက်နမောတေဂါထာတို့အဲ့လိုမျိုးပေါ့နော်ဂါထာတော်တွေရွတ်ဆိုပြီးတော့ဖြစ်စေနောက်ဒီတို့တုတ်တော်တွေမှာဆိုလို့ရှိရင်ပုပ္ပါနာတုတ်ဆိုတာရှိတယ်ပေါ့နော်ဒီပုပ္ပါနာတုတ်ကိုမပြင်းမပြတ်ပေါ့နော်အဲ့လိုမျိုးရွတ်ဆိုပြီးတော့ဖြစ်စေကိုအဲ့လိုမျိုးအမှန်ကတော့ကိုယ့်ရဲ့စိတ်ကလေးကိုခုနဲ့ပေါ့အဲ့လိုမျိုးအကာအကွယ်ပေးလိုက်တာမျိုးပေါ့ငါမှဒါရှိနေပြီငါဒါကိုရွတ်ဆိုထားတယ်ဆိုတော့အဓိကတော့ကိုယ့်ရဲ့ဒီအုံနောက်ကိုဖြစ်စေပေါ့နော်ကိုယ့်ရဲ့သွားပြီးသတင်းပို့လိုက်တာပေါ့ငါမှဒါရှိနေပြီဒါကြောင့်မလို့ငါဘာမှမကြောက်တော့ဘူးဆိုတော့အဲ့လိုယုံကြည်ချက်ကကိုယ့်ရဲ့တန်တန်မှာကိန်းအောင်သွားတာနဲ့အမျှအပြင်မှာရှိတဲ့အရာတွေကလည်းပဲသူ့အနေနဲ့သူကိုဒါကမမြင်ရဘူးပေါ့နော်မမြင်ရတဲ့အရာဆိုပေမဲ့လည်းပဲတကယ်လက်တွေ့မှာအဲ့လိုမျိုးအစွမ်းထက်တယ်ပေါ့နော်ကိုတွေ့တွေမို့လို့ပြန်ပြီးတော့ပြတာပေါ့နော်အဲ့တော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့သစ္စာဆိုပါအဋိဌံပြုပါအဲ့လိုပုံစံမျိုးနဲ့ဒါသွားပေါ့နော်ဒီလိုလေး message ပေးခြင်းနဲ့ဆိုတာလို့တွေ့ရတယ်group 3 reading ကနည်းနည်းလေးပို့ကြမယ်နဲ့တူတယ်ရှေ့ရနှစ်ခုထက်ကိုmatch လအတွင်းမှာ group 3ထားတဲ့မိတ်ဆွေတွေစီကိုဘယ်လိုရလို့ရောက်ရှိလာမလဲသိချင်ပါတယ်
များကြီးပဲအများကြီးပဲ Libra တော့တွေ့လိုက်တယ်ပေါ့နော်အဲ့တော့အခြေရေးအိမ်တောင်ရေးဒီအရာတွေကတော့ပြောင်းလဲတာမျိုးတွေရှိလိမ့်မယ်တိုးတက်ပြောင်းလဲလာတာမျိုးလည်းရှိနိုင်တယ်ပေါ့နော်နောက်ဒီအသင်းဖွဲ့နဲ့လောက်တာအစုဆက်ပြီးတော့လုပ်တဲ့လုပ်ငန်းတွေဒီလုပ်တွေအဆင်ပြေလိမ့်မယ်ဆိုတာမျိုးလို့ခန်းစားမိတယ်မိတ်ဆွေကံလူမှုရေးကံမို့ပြောရမလားလူမှုရေးကတော့ကောင်းနေမယ်ဆိုတာမျိုးလို့ခန်းစားမိတယ်ပေါ့နော် Libra ကြတာဆိုတော့လေHouse 11နဲ့မိတ်ဆွေကံလို့ပြောတာ House 11အဲ့တော့ organization တွေပေါ့နော်အစုအဖွဲ့အသင်းအဖွဲ့တွေနဲ့လုပ်ရတဲ့အလုပ်တွေကဒီသူတို့လူတွေစီကနေပြီးတော့ကိုယ့်တက်ကိုအကျိုးမြတ်တွေရရှိလာနိုင်မယ်ဒီမိတ်ဆွေကံလူမှုရေးကံနဲ့ကောင်းနေရဆိုတာမျိုးပေါ့နော်အဲ့လိုကိုတွေ့ရတယ် Aquarius energy ရတယ်ပေါ့နော်နောက်17ရက်နေ့မှာမွေးတဲ့သူ November မှာမွေးတဲ့သူတွေလည်းဖြစ်နိုင်တယ်ခုနက Libra ကိုမြင်လိုက်တာဆို Libra season မှာမွေးတဲ့သူတော့9ရက်နေ့မှာမွေးတဲ့သူလည်းဖြစ်နိုင်တယ်ပေါ့နော် Times of life တဲ့ oh you reflect the world reflects you တဲ့ဒီ match လအတွင်းမှာကတော့ကိုလို့တမယာကTrump ဆိုတဲ့ပုံစံမျိုးလို့ပြောရမလားပေါ့နော်အဲ့လိုပုံစံမျိုးလို့ခန်းစားမိတယ်ကိုလို့တမယာအရာအလုံးကအကျိုးတရားမှုတွေရှိလိမ့်မယ်ဆိုတာမျိုးထိရောက်မှုတွေရှိလိမ့်မယ်ဆိုတာမျိုးလို့မြင်တယ်ပေါ့နော်နောက်Mars Tuesday တဲ့ start being creative put down a marker ခုကနေစပြီးတော့ကိုယ့်ရဲ့ဉာဏ်စွမ်းဒီထင်ဖတ်နေနိုင်စွမ်းကိုအသုံးချပြီးတော့သွားတကယ်လက်တွေ့လှုပ်ဆောင်ချက်နဲ့သွား you reflect the world reflects you အဲ့တော့ကိုတခုခုကိုဘယ်လိုပြောမလဲတေချာလေးလှုပ်လေအကောင့်ထဲပေါ်လေအဲ့ဒီအရာကကိုအတွက်ကိုမထင်မှတ်ထားတဲ့အောင်မြင်မှုတွေပေါ့နော်ထိရောက်မှုတွေရရှိလိမ့်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုကိုတွေ့ရတယ်နောက်တစ်ခုကScorpio နဲ့ Aries ပေါ့နော်ဒီ energy တွေခံစားမိတယ်နောက် house 3ကိုလည်းခံစားမိတယ်ပေါ့နော်အဲ့တော့ကိုယ့်အတွက်ကိုဒီစကားပြောဆိုတဲ့နေရာပေါ့နော် communicate လုပ်တဲ့နေရာမှာအဲ့ဒါလေးကတော့သတိထားဖို့လိုအပ်တယ်မထင်မှတ်ထားဘဲနဲ့အဲ့လိုကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေကိုယ့်ရဲ့အသင်းဖွဲ့တွေထဲမှာတော့ကိုယ့်ရဲ့လုပ်ဖို့ကိုင်ဘက်တွေအလုပ်ခွင်ထဲမှာလည်းဖြစ်နိုင်တယ်ပေါ့နော်ယူတွေနဲ့စကားများရတာမျိုးတွေတော့ရှိလာနိုင်တယ်အဲ့တော့တေချာလေးတော့စကားပြောတဲ့အခါမှာထိန်ပြောဖို့လိုအပ်တယ်မလိုလားအပ်တဲ့ရန်ပြဿနာတွေဖြစ်လာနိုင်တယ်ဒါလေးတော့သတိထားဖို့လိုအပ်တယ်စိတ်လဲမှန်မှန်နဲ့ပြောဆိုတာမျိုးတွေစိတ်လဲမှန်မှန်နဲ့လုပ်တာမျိုးတွေတော့ဒီလာထဲမှာအထူးရှောင်ကျဉ်ဖို့သတိထားဖို့ပေါ့နော်ဒါလေးတော့လိုအပ်တယ်ဆိုတာလို့မြင်တယ်နောက်တစ်ခုက risk you ပေါ့နော်တတိရှိနဲ့သာလောက်ပါရှေ့ဆက်တိုးပါကိုကြံစီတဲ့အရာတွေအကုန်လုံးကိုအကောင့်ထဲပေါ်မဲ့အရာတွေအကုန်လုံးကအောင်မြင်နဲ့ကိုဖြစ်လာလိမ့်မယ်ဆိုတာမျိုးပေါ့နော်အများကအသိမှတ်ပြုရတဲ့လုပ်ငန်းမျိုးတွေအရာမျိုးတွေတောင်ဖြစ်လာနိုင်တယ်ဆိုတာတွေ့ရတယ်ပေါ့နော်ဒါဆိုရင် tarot ကနဲ့ထပ်ပြီးတော့ကြည့်ကြည့်ပါမယ်အဲ့ 5 3ထားတဲ့မိတ်ဆွေများစီကို March လအတွင်းလိုရာတွေရောက်ရှိလာမလဲသိချင်ပါတယ်The moon oh 5 of cups Knight of Wands The Chariot okay the Chariot ပါတယ် Knight of Wands လည်းပါတယ် Ace of Cups the King of Pentacles the Lovers Page of Cups the Four Knight of Cups အဲ့တော့စတွေ့မိတဲ့အရာကတော့အခြေရင်းနဲ့ပတ်သက်လို့ရှိရင်လေအရင်လူအဟောင်းတွေမေ့မရတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လေဒီလူမေ့ပြီးတော့အသစ်စတင်ဖို့စူးစမ်းကြည့်ပါ Ace of Cups က
ပါတာဆိုလေကိုယ်စိတ်ကိုကူစားပြီးတော့အသက်ပြန်စတင်မှုစူးစမ်းကြည့်ပါစိတ်သစ်လူသစ်နဲ့အသက်တစ်ခုကိုစတင်ကြည့်ပေါ့နော်ကိုယ့်တက်ကိုစိုးမိတ်လို့ခံစားရတယ်တကယ်ကိုယ့်ဘက်မှာစိတ်ရင်းမှန်တဲ့သူမျိုးနဲ့အဆုံးစည်းလိမ့်မယ်ပေါ့နော်အဲ့တော့လက်ရှိမှာကတော့ကိုကအတိတ်ကလူတွေနဲ့ပတ်သက်ပြီးတော့အတိတ်ကအခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမေ့လို့မရသေးဘူးတယောက်ကိုလိုမျိုးကိုယ်စိတ်ထဲမှာနေရာပေးထားတော့မဲဆိုတာလို့မြင်တယ်နေရာပေးထားတဲ့ကြောင့်မလို့ကိုနဲ့တကယ်ထိုက်တန်မဲ့ကိုယ့်တက်တကယ်ကိုစစ်မှန်တဲ့သူကရောက်လာဖို့အတွက်ကိုအဟံအတားတွေဖြစ်နေရဆိုတာလို့မြင်တယ်ပေါ့နော်ဒါကအခြေအနေနဲ့ပတ်သက်လို့ရှင်ပြောတာပေါ့နော် single တွေရောsingle မဟုတ်တဲ့သူတွေရောပေါ့နော်စိတ်ထဲမှာတန်ရာတွေနာကျင်မှုတွေရှိနေတယ်ဆိုတာမျိုးတို့မြင်တယ်အဲ့တော့အခြေရေးကံကောင်းစေဖို့အတွက်ဆိုလို့ရှိရင်တော့ကိုယ်စိတ်ကလေးကိုတော့တေချာလေးရှင်းလင်းဖို့တော့လိုအပ်တယ်ဆိုတာမျိုးတို့မြင်တယ်နောက် fitting ပေါ့နော်ငါမှဖြစ်ရလေခြင်းဆိုတဲ့အဲ့လိုမျိုးခံပြင်းတဲ့စိတ်ပေါ့နော်အဲ့ဒါတွေတော့မထားဖို့လိုအပ်တယ်ဆိုတာလို့မြင်တယ်ကိုလှုပ်တဲ့ကံကကိုစီရောက်လာတယ်ဆိုတော့ဒီစိတ်နဲ့ဒါကြော်လာဖို့ရင်ဆိုင်ဖို့ဖြတ်ကျော်ဖို့ပေါ့နော်နောက်ကိုကိုအဓိကကိုကိုကူစားဖို့လိုအပ်တယ်ဆိုတာလို့မြင်တယ်လက်ရှိမှာတော့လမ်းပြောင်းနေတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်အထူးသဖြင့်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုအနေနဲ့ဘာဖြစ်မယ်ဆိုတာကိုမသိတာတစ်ဖက်သူရဲ့စိတ်ကိုမသိတာမျိုးလည်းဖြစ်နိုင်တယ်ကိုယ့်တက်ကိုအခြေကံကောင်းမဲ့ကာလကရောက်လာတော့မယ်ဆိုတော့မြင်နေပေါ့နော်အဲ့တော့လက်ရှိကိုယ်စိတ်ထဲမှာရှိနေတဲ့ဒီအဟံအတားတွေကိုတော့နောက်ပြောရမယ်ဆိုလို့ရှိရင်တော့တိတ်ကဖြစ်ခဲ့တဲ့အရာတွေကိုပြန်ပြီးတွေးပြီးတော့လေဒါကိုဘယ်လိုပြောမလဲတွေးဆွေးနေတာမျိုးပေါ့နော်ပူပန်နေတာမျိုးပေါ့အဲ့လိုမျိုးတွေကအချိန်အလကားအချိန်ဖြုံးနေတာမျိုးပေါ့နော်အဲ့အတွက်ကြောင့်မို့ဒါတွေကိုတော့မလုပ်သင့်တော့ဘူးပေါ့နော်ဒါလေးကိုပြထားတယ်အလုတ်ခရီးထွက်ရတာမျိုးတွေရှိလာနိုင်မယ်ဆိုတာလို့မြင်နေပေါ့နော်ဒီမှာကမြင်းတစ်ပတ်နှစ်ခုစလုံးကပေါ့နော်မြင်းနဲ့သွားနေတာဆိုတော့လေနောက်ဒီမှာဆိုလို့ရှိရင်အရှိန်ဟုန်နဲ့သွားနေတာဆိုတော့ကို့အနေနဲ့ကတော့အသစ်တစ်ခုစီကိုဥတည်နေတယ်ဆိုတာမျိုးလို့မြင်နေပေါ့နော် King of Pentacles ပါတာဆိုတော့ပို့ပြီးတော့အဆင်ပြေတဲ့ခိုင်မာတဲ့တိုးတက်တယ်ပေါ့နော်အဲ့လိုမျိုးနေရာတစ်ခုအခြေအနေတစ်ခုကိုရောက်ဖို့အတွက်ကိုအဲ့လမ်းကြောင်းပေါ်ကိုတော့ဥတည်နေပြီဆိုတာလို့မြင်တယ်အဲ့တော့ကိုယ့်အနေနဲ့ကတတိရှိရှိနဲ့ဒါယုံကြည်မှုရှိရှိနဲ့ဒါရှေ့ဆက်ပါဒါပေမဲ့တစိုးထိုးမလုပ်ပါနဲ့တစိုးထိုးမဆန်ပါနဲ့ပေါ့နော်နောက်ကိုယ့်စိတ်ကိုယ့်ရဲ့အတွေ့အကြုံကိုတေချာလေးသိပါစေနောက်အလုပ်လုပ်တဲ့အခါမှာခံစားချက်တွေရောထွေးပြီးတော့လုပ်တာမျိုးတွေအလုပ်မှာအခြေရေးကိုပါလာတာမျိုးတွေပေါ့နော်ဒါမျိုးတွေတော့မရှိပါစေနဲ့ဆိုတာမျိုးလို့ပြတယ်အကျမကြီးသတိထားပေါ့နော်ကုသယောဂမျိုးတွေဒါတွေသတိထားဖို့လိုအပ်တယ်စိတ်ကြောင့်ဖြစ်တဲ့ယောဂမျိုးတွေပေါ့နော်ဒါလည်းသတိထားဖို့လိုအပ်တယ်ဆိုတာလို့ပြတယ်အဲ့တော့ကို့အနေနဲ့အဲ့လိုတနေရာရာကိုသွားဖို့ပေါ့နော်ဒါမှမဟုတ်အဲ့လိုပြောင်းရွှေ့ဖို့ဖြစ်စေဒါမှမဟုတ်ခရီးရှည်တစ်ခုထွက်တာပဲဖြစ်စေပေါ့အဲ့လိုမျိုးစီစဉ်နေရဆိုလို့ရှိရင်တော့သွားလိုက်ပေါ့နော်ဟိုနောက်ဘာဖြစ်မှာလဲဆိုတာမျိုးတွေအဲ့မျိုးတွေရင်တော့ဘာဖြစ်ခဲ့တယ်ဆိုတာမျိုးတွေလိုက်ပြီးတော့တွေးနေရတဲ့ဆာလို့ရှိရင်ကိုယ်စိတ်တွေခုလောဆယ်မှာစိတ်ပန်းဖြည့်တယ်စိတ်သက်သာရတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်လောက်လိုက်ဆိုတာမျိုးပေါ့နော်ရှိအကောင့်ထဲတာဖော်လိုက်ဆိုတာမျိုးပေါ့တချို့ကြတော့လေလူအဟောင်းတွေစီကနေဒါအခြေအနေပတ်သက်လို့ပေါ့နော်လူအသစ်ရဲ့လူအဟောင်းရဲ့လူမျိုးနှစ်ယောက်ဒါအိမ်တော်ကြီးလည်းပါနိုင်တယ်ပေါ့နော်လူအသစ်လူအဟောင်းနှစ်ယောက်ထဲရနေပြီးတော့လူမျိုးရွေးချယ်ရတာမျိုးတွေရှိလာမယ်ဆိုတာမျိုးတို့တွေ့ရတယ်လူအသစ်လူအဟောင်းနှစ်ယောက်ကြောင့်ပြဿနာရဲ့တက်တာမျိုးတွေလည်းရှိလာနိုင်တယ်ဆိုတာလို့တွေ့ရတယ်ဒါကတော့သတိထားတဲ့နေပေါ့နော်နောက်ပတ်ဝန်းကျင်ကနောက်ဘေးလူကြားလူတွေကအဲ့လိုမျိုးတွေအနောက်ဆက်တွေလည်းဝင်လာနိုင်တယ်နောက်အလုတ်ခင်မှာဆိုလို့ရှိရင်တော့သတိထားဖို့လိုအပ်တယ်ပေါ့နော်အဲ့လိုကိုယ်ကိုမနာလိုတဲ့သူတွေကိုရှေ့မှာတမျိုးကိုနောက်ကွယ်မှာတမျိုးနဲ့စိတ်ရင်းမမှန်တဲ့သူတွေဒါမျိုးတွေတော့ရှိလာနိုင်တယ်ကိုယ်မနာလိုတဲ့သူတွေပေါ့နော်ဒီလိုမျိုးရှိလာနိုင်တယ်ဆိုတော့ဒါလေးကိုတော့သတိထားဖို့လိုအပ်တယ်အဲ့တော့ကိုယ်စိတ်ထဲမှာတစ်ခုခုကိုလှုပ်ချင်စိတ်ပေါက်လာပြီဆိုလို့ရှိရင်လေဟိုဘယ်လိုပြောမလဲရဲဝုန်းနဲ့ဒါတေချာလေးပေါ့နော်ရဲဝုန်းနဲ့ဒါကိုယ်စိတ်ကိုပိုင်းဖြတ်ပြီးတော့ဒါလုပ်လိုက်ပေါ့နော်result ကဘယ်လိုနေမလဲပါလဲဆိုတာထက်စားလို့ရှိရင်လောလောဆယ်မှာကိုဖြစ်ချင်တဲ့အရာတစ်ခုကိုအကောင့်ထဲပေါ်လိုက်တာကအကောင့်ဆုံးပဲနော်ကိုယ်ကိုယုံကြည်မှုရှိရှိနေတာအကောင့်ထဲပေါ်ပေါ့နော်အောင်မြင်မှုရမယ်ဆိုတဲ့စိတ်နဲ့ဒါအကောင့်ထဲပေါ်လိုက်ဖြစ်လာလိမ့်မယ်ပေါ့နော်ဒီလိုမှမဟုတ်ဘဲနဲ့ဖြစ်တော့မှာမဟုတ်ဘူးအရင်တော့ငါလုပ်ခဲ့တာပဲအဲ့လိုပဲမအောင်မြင်ခဲ့ဘူးဘယ်လိုမျိုးပျက်စီးသွားခဲ့တာဘယ်လိုဆုံးရှုံးသွားခဲ့တာဒါကြောင့်မို့လို့ငါမလုပ်ရဲဘူးဆိုတော့တွေးပြီးတော့ကြောက်နေမယ်ဆိုလို့ရှိရင်တော့အဲ့ကြောက်တရားကိုလွှမ်းမိုးသွားမှာပဲပေါ့နော်
အော်ဒီမှာလည်းပဲ the chariot နဲ့ knight of wands ဆိုတော့ဒီ knight စစ်သူကြီးတွေပေါ့နော်ပြောရင်စစ်သူကြီးဆိုတာကကိုကာဝယ်ပေးမဲ့သူတွေပေါ့နော်အဲ့တော့ကာဝယ်ပေးတဲ့အရာတွေကာဝယ်ပေးမဲ့သူတွေလည်းကိုနာမှာရှိနေဆိုတာမျိုးမြင်ရတယ်ကိုယ့်ရဲ့အဆောင်ရှောက်တွေကလည်းကိုနာမှာရှိနေတယ်ကိုကာဝယ်ပေးလိမ့်မယ်ဆိုတာမျိုးလို့ပြရတယ်ပေါ့နော်အဲ့တော့ဒီမှာခန်းစားမိတဲ့အရာကတော့ရေနဲ့ပတ်သက်တာတွေခန်းစားမိတယ်ပေါ့နော်ကိုအနေနဲ့ကရေလန်းခီးသွားတဲ့အခါမှာတော့တတိထားပါနောက်တစ်ခုကရေပေါ့နော်ရေကိုတခြားသူတွေကိုတောက်ရီလှူဒန်းတာမျိုးတောင်းမဟုတ်လဲဘာသာချားမဟုတ်ဘူးဆိုလို့ရှိရင်လည်းမြတ်စွာဘုရားစီမှာရေချမ်းကတ်လှူတာပေါ့နော်အဲ့လိုမျိုးတွေကိုတော့အမြဲမပြတ်လုပ်ဖို့လိုအပ်တယ်နောက်ရေကိုသုံးပြီးတော့သစ္စာဆိုတာမျိုးအဋိဋ္ဌာန်တာမျိုးကိုယ့်ကိုယ်ပြန်ပြီးတော့တန့်စင်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေရောလုပ်ပါဆိုတာမျိုးပြထားတယ်ပေါ့နော်ဒါကတော့ဒီနေ့အတွက် reading ဖြစ်ပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ရောအမြဲတမ်းကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများအားလုံးပဲပြပြရမြောက်ဝေးကြပြီးကိုရောစိတ်ပါချမ်းသာချမ်းသာကြပါစေကောင်းသောလူရင်းစံတမှန်သမျှလည်းပြည့်ဝကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြမ်းမှနဲ့နေထိုင်နေကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်မယ်ရှင်